ဒီနေ့စပားတွေကတော်တော်ထွက်နှိုးကောင်းတာပဲတော်တော်တန်တယ်ဒီနေ့မလေးခါးတွေကလည်းညောင်းလိုက်တာအများကြီးပဲလောက်အောင်ပဲကြံသေးတယ်ဒီတစ်နေ့ကတော့တော်တော်ထွက်နှိုးကောင်းတယ်ကလေးတွေမရှိတော့ရေကောင်းကောင်းချိုးရမယ်မငါအေးစီးစီချိုးရမယ်အခုညီမမှာထားတဲ့ကုန်းကြောတွေရည်လားဟုတ်ကဲ့တခါလေးတည်သွားတော့မယ်နော်ကိုဟုတ်ထုတ်ပေးလိုက်ပါနော်အိမ်ရှင်မဆိုဒီလိုပဲအိမ်ပြင်ရောက်တာနဲ့ဟင်းနေချက်တပြက်စီးလဲပြီးလို့ရှင်ဟင်းတွေကချက်ရအောင်မယ်ကဲဒီဟင်းချက်ပြီးရင်တော့စားလို့တော့ရပါပြီဟင်းလိုအိုးပဲချက်တော့မယ်ဒီနေ့တော့လေဒါဆိုလို့ရှိရင်ဒီဟင်းလေးကရပြီသမီးဆက်ကြမယ်ကလေးတို့ရေသမီးထဲစားရတော့ထဲစားကြိုက်တာဟင်းဒီနေ့ကောင်းတယ်နော်ဝါတာမမေကိုလုတ်ကူမလားတော်လိုက်တာမလေးတော်နော်ငါသားလေးလိမ္မာလိုက်တာငါသားလေးကအိမ်မှာဆွနေမကင်းလုပ်တယ်ဆိုတော့အိမ်နာဖိုးဖွားတွေကိုရီမတွေဝေးရမယ်မုံစားမယ်ဟာဒါအိမ်တွေ့တက်ယူသွားနော်ဖြည်းဖြည်းမလူအောင်ဖြည်း